ဒီဘီလီယံနာတထေးကြီးဟာချောကလက်အမြောက်များကိုစတာလင်ပေါင်တသန်းဖိုးတောင်အကုန်ကျခံပြီးဝယ်ယူခဲ့ပါတယ်ချောကလက်အခွန်တွေခွာဖို့အတွက်လည်းအလုပ်သမား200တောင်ငှားရမ်းခဲ့ပါသေးတယ်သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့တကဘာလုံးမှာ9ဆောင်ပဲရှိတဲ့ရွှေရောင်လက်မှတ်ကိုရှာဖွေဖို့ဖြစ်ပြီးအဲ့ဒီလက်မှတ်ရတဲ့သူဟာဝီလီဝမ်ကာရဲ့ချောကလက်စက်ရုံကိုလဲပတ်ခွင့်ရမယ့်အပြင်လျှို့ဝှက်စမ်းပြတဲ့စုကြီးတစုကိုလည်းကန်ဆန်းခွင့်ရရှိမှာဖြစ်လို့ပါပဲအလုပ်သမားတွေကချောကလက်တောင်ပေါင်းတောင်းနဲ့ချီပြီးခွာပေးခဲ့ပြီးတဲ့နောက်မှာတော့တထေးကြီးဟာပထမဆုံးရွှေရောင်လက်မှတ်ကိုရရှိသွားပြီးသမီးဖြစ်သူဘီရူကိုပေးလိုက်ပါတယ်ဒုတိယမြောက်ရွှေရောင်လက်မှတ်ကိုတော့အော်ဂတ်စတက်လို့ခေါ်တဲ့ဝါဝါတုတ်တုတ်ဂျာမန်ကောင်လေးတစ်ယောက်ကရရှိသွားပါတယ်သူ့ရဲ့လက်မှတ်ရတဲ့လျှို့ဝှက်ချက်ကတော့တနေ့24နာရီပတ်လုံးချောကလက်တွေကိုမနားတမ်းစားနေတာကြောင့်ပါပဲတတိယမြောက်ရွှေရောင်လက်မှတ်ကတော့အမေရိကန်မင်းကလေးဗိုင်းလက်စီကိုရောက်သွားပါတယ်သူမဟာအရှုံးမပေးခြင်းနဲ့တိုင်ဆိုင်လို့စိတ်ပြင်းထန်သူဖြစ်ပြီးအိမ်မှာလည်းစူဖလားတွေအပြည့်ရှိပါတယ်ဒီလက်မှတ်ကိုရဖို့အတွက်သူမဟာဝန်ကာချောကလက်တွေကိုတစ်ပတ်လုံးလုံးစားခဲ့ရတာပါစတုထမြောက်ရွှေရောင်လက်မှတ်ကိုတော့ကော်လိုရာဒိုပြည်နယ်ကပါရမီရှင်ကောင်လေးမိုက်ကရရှိသွားပါတယ်သူကချောကလက်ထုတ်လုပ်တဲ့အချိန်ကိုတွက်ချက်ပြီးရွှေရောင်လက်မှတ်ဘယ်မှာရှိမလဲဆိုတာကိုရှာဖွေဖော်ထုတ်ခဲ့တာပါအခုဆိုရင်နောက်ဆုံးလက်မှတ်တစ်စောင်ပဲကျန်ပါတော့တယ်ဆင်းရဲတဲ့ကောင်လေးချာလီကလည်းရွှေရောင်လက်မှတ်ကိုလိုချင်ပေမဲ့သူ့မိသားစုကအရန်ဆင်းရဲလို့ချောကလက်ဝယ်ဖို့တောင်ပတ်စံမရှိပါဘူးဒါပေမဲ့ဒီနေ့မှာတော့ချာလီဟာလမ်းပေါ်မှာ$10တန်တရွက်ကောက်ရခဲ့ပါတယ်သူဟာဆိုင်ထဲကိုချက်ချင်းပြေးဝင်ပြီးဝန်ကာချောကလက်တစ်တောင်ဝယ်လိုက်တဲ့အခါမထင်မှတ်ပဲနောက်ဆုံးရွှေရောင်လက်မှတ်ကအထဲမှာရှိနေပါတော့တယ်ဘေးနားကလူတွေမြင်သွားတဲ့အခါသူ့စီကနေဈေးကြီးပေးပြီးချက်ချင်းဝယ်ဖို့ကန့်လန့်ကြပါတော့တယ်အမျိုးသမီးတစ်ယောက်ဆိုရင်$900တောင်ပေးခဲ့ပေမဲ့ချာလီကတော့လက်မှတ်ကိုကင်ပြီးအိမ်ကိုပဲတန်းပြေးခဲ့ပါတယ်မိသားစုတစ်ခုလုံးကသူ့အတွက်ဝမ်းသာနေကြပေမဲ့ချာလီကတော့သူ့ချောကလက်စက်ရုံကိုမသွားတော့ဘူးလို့ပြောပါတယ်မိသားစုရဲ့ဘဝအဆင်ပြေချုံးမွေသွားအောင်ဒီရွှေရောင်လက်မှတ်ကိုဈေးကောင်းကောင်းနဲ့ပြန်ရောင်းချင်နေတာပါဒါပေမဲ့သူ့ရဲ့အဖိုးဖြစ်သူကပတ်စံဆိုတာဘယ်နေရာမဆိုရှိပါတယ်သူတို့ကနေတိုင်းပတ်စံတွေအတိတ်ရိုက်နေကြတာပဲဒါပေမဲ့ဒီရွှေရောင်လက်မှတ်ကတော့တကဘာလုံးမှာ9ဆောင်ပဲရှိတာပတ်စံအတွက်နဲ့ဒါကိုလက်လွတ်လိုက်မဲ့သူဟာလူမိုက်ပဲဖြစ်လိမ့်မယ်ဘဝဆိုတာလည်းတဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာပါလို့ပြောလိုက်ပါတယ်အဖိုးဖြစ်သူရဲ့အားပေးစကားကြောင့်ချာလီဟာဝီလီဝမ်ကာရဲ့ချောကလက်စက်ရုံကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကြောင့်ချာလီဟာအဖိုးဖြစ်သူနဲ့အတူအခြားကလေး၄ယောက်နဲ့အတူဝီလီဝမ်ကာရဲ့ချောကလက်စက်ရုံကိုသွားရောက်လည်ပတ်ခဲ့ပါတယ်အားလုံးအံ့အားသင့်သွားတာကတော့စက်ရုံတစ်ခုလုံးကိုချောကလက်တွေနဲ့ပဲပြုလုပ်ထားတာကြောင့်ပါပဲလောဘကြီးတဲ့အော်ဂတ်စတက်ဟာမြေကြီးပေါ်တန်းလဲချပြီးချောကလက်နဲ့လုပ်ထားတဲ့မြက်ခင်းတွေကိုစားပါတော့တယ်ဒါပေမဲ့မတော်တဆချောကလက်မြက်ထဲကိုပြုတ်ကျသွားပြီးအစောဆုံးပြန်ပွဲကနေထွက်လိုက်ရပါတော့တယ်နောက်တော့ဝီလီဝမ်ကာကအသစ်တီထွင်ထားတဲ့ချောကလက်ပီကေတစ်ခုကိုအားလုံးကိုလိုက်ပြပါတယ်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဗိုင်းလက်ကတော့ချက်ချင်းပဲတစ်ဖက်ကိုကောက်စားလိုက်ပါတယ်သူမရဲ့အမေကလည်းသမီးဖြစ်သူဟာဘာမဆိုအမြဲတမ်းနံပါတ်1ပဲလို့ဂုဏ်ယူဝန်းကြွားစွာပြောနေတော့မှပဲနောက်တစ်စက္ကန့်မှာဗိုင်းလက်ရဲ့မျက်နှာဟာပြန်နှမ်းလာပါတော့တယ်အဆုံးမှာတော့သူမရဲ့တကူလုံးဟာဘလူးဘယ်ရီတီးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားပြီးပြိုင်ပွဲကနေထွက်လိုက်ရပြန်ပါတယ်အဲ့ဒီနောက်အားလုံးဟာအခွန်မာသီးတွေခွာတဲ့အခန်းကိုရောက်လာကြပါတယ်အဲ့ဒီမှာကောင်းမွန်စွာလေ့ကျင့်ပေးထားတဲ့ရှုပ်လေးတွေကအခွန်မာသီးတွေကိုခွာနေကြတာပါဒါကိုမြင်တော့ဘီရူကာကရှုပ်တကောင်ကိုတွားဖမ်းဖို့ပြေးသွားမှရှုပ်တွေကသူမကိုဝိုင်းလိုက်ကြပါတယ်သူမရဲ့ခေါင်းကိုတောက်ခောက်ကြည့်ပြီးနောက်သူမဟာအလိုလိုက်ခံထားရတဲ့ကလေးဆိုးလေးဖြစ်မှန်းသိသွားကြလို့သူမကိုမပြီးတည်ဆောင်သွားကြပါတော့တယ်ပြီးတဲ့နောက်သူတို့ဟာချောကလက်တီဗီအခန်းကိုရောက်လာကြပါတယ်ဝီလီဝမ်ကာကချောကလက်တစ်တောင်ကိုဆက်ထဲထည့်လိုက်ရင်တီဗီထဲကနေအဲ့ဒီချောကလက်ကိုပြန်နှိုက်ယူလို့ရတယ်လို့ရှင်းပြပါတယ်ချာလီကစမ်းကြည့်တဲ့အခါတကယ်ဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ပါရမီရှင်မိုက်ကတော့ဒီလောက်ကောင်းတဲ့တီထွင်မှုမျိုးကိုချောကလက်ပို့ဖို့ပဲသုံးနေတာဟာနှမျောစရာကောင်းတယ်လို့ညှိတွားပြီးဆက်ထဲကိုချက်ချင်းပြေးဝင်သွားပါတယ်အဲ့ဒီနောက်သူဟာတီဗီဖန်သားပြင်ထဲမှာပေါ်လာပြီးပြိုင်ပွဲကနေထွက်လိုက်ရပြန်ပါတယ်အခုဆိုရင်ချာလီတယောက်ပဲကျန်ပါတော့တယ်ဝီလီဝမ်ကာရဲ့လျှို့ဝှက်စမ်းပြတဲ့စုကြီးကတော့ဒီချောကလက်စက်ရုံကြီးတစ်ခုလုံးပဲဖြစ်ပါတယ်ဒါပေမဲ့သူကစီကန်းချက်တစ်ခုပေးခဲ့ပါတယ်ဒီချောကလက်စက်ရုံကိုရချင်ရင်ချာလီအနေနဲ့သူ့ရဲ့မိသားစုကိုစွန့်လွတ်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝီလီဝမ်ကာကအောင်မြင်မှုဆိုတာတယောက်တည်းရှောက်လန်းရတဲ့လမ်းစဉ်လို့ယုံကြည်နေလို့ပဲဖြစ်ပါတယ်